ပတ်စံမရှိတာကရှာလို့ရတယ်စံမရှိရင်ပတ်ဝန်းကျင်မှာကျွန်တော်တို့ချင်းငားပြီးတော့ချက်ပြုတ်လို့ရတယ်နော်အတိညာမရှိရင်ပတ်ဝန်းကျင်ကလည်းကျွန်တော်တို့ကိုကူညီလို့မရဘူးအတိညာကိုလာရောက်ပြီးတော့ထည့်ပြီးလို့မရဘူးအတိညာမရှိလို့လူတယောက်ကဘယ်နေရာရောက်လူကြားမတိုးဘူးပဲနော်ဒီမှာလည်းကြည့်ကြည့်ပြအများသူငါတောက်ဖို့အတွက်ကိုရေချမ်းစင်လေးလှူတန်းထားတာကိုသူကခြေတော့ဝင်ပြီးတော့စီးတယ်နော်ဒါဘာလောက်တာလဲနော်ဒီလောက်လေးမှအတိညာမရှိရင်သူရဲ့မိသားစုဝင်ကရောသူ့ဘလို့အားကိုးရမှာဘဝလက်တွဲပေါ်ဖြစ်သူ့ကိုရွေးချယ်ထားဖို့သူ့ရဲ့ဘဝလက်တွဲပေါ်ကလည်းသူ့ကိုဘယ်နေရာမှာသွားပြီးတော့အားကိုးလို့ရမှာတုံးစားလို့ရမှာနော်ဒါကြောင့်ပတ်စံမရှိရင်ကျွန်တော်တို့ချင်းငားပြီးတော့တုံးလို့ရတယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့ကိုချင်းငားပေးလိုက်မယ်စံအိုးထဲမှာစံမရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာချင်းငားပြီးတော့ချက်စားရရတယ်နော်အသိဉာဏ်မရှိလို့လူတယောက်ဟာအလကားလူပဲဘာမှလုပ်လို့မရအောင်နော်အသိဉာဏ်ကလည်းပတ်ဝန်းကျင်နဲ့ထည့်ပြီးလို့မရဘူးပတ်ဝန်းကျင်ကလာပြီးတော့ကူညီပြီးလို့မရဘူးနော်ဒါကြောင့်အသိဉာဏ်ပညာဆိုတာအတန်းပညာနဲ့လည်းမဆိုင်ဘူးပညာတတ်ဖို့လည်းမဆိုင်ဘူးရုပ်ရည်ချောဖို့လည်းမဆိုင်ဘူးနော်အသိဉာဏ်ရှိတဲ့သူကငယ်ငယ်လေးတွေကအသိဉာဏ်ရှိတယ်နော်အားလုံးဘုရားတရားအနေနဲ့ကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးတာပါရိုင်းဆိုင်သောစကားလုံးတွေပါခဲ့မှဆိုရင်ကျွန်တော်ကိုခုနကပြောကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုယ်သူပဲဖြစ်ပါတယ်